မီးလည်းမနေပါဘူးဒီခလုံးလည်းဖွင့်လာပါတယ်ပြက်ပြီးနေတူတယ်ကိုကျော်ကြီးဘာတောက်ကူလားမီးလည်းမလင်းဘူးဒီနေ့သွားပြီလားပြက်သွားပြီလားပြတ်သွားအဲ့ဒါအိတ်ချာတော့ပြောလိုက်လေအိတ်ချာတော့ပြောမှာအေးဘောအိတ်ချာတော့ပြောလိုက်လေသူလုပ်ပေးမှာပေါ့ကိုစီဘာတောက်ကူလားပြက်ဩအဲ့ဒါဟိုကအဒမင်သွားပြောလိုက်လေသူပြင်ပေးလိုက်မယ်အတမင်ကအိတ်ချာသွားပြောတဲ့ငုံမလီအဲ့ဒါအဒမင်လုံးဝမကိစ္စလေသူလုံးနေတယ်မသားသူ့သွားပြောလိုက်တာကိုကျော်ကြီးအိတ်ချာအတမင်သွားပြောတဲ့ဟာဝန်ထမ်းတွေရဲ့လိုအပ်ချက်ကိုဖြည့်ပေးရမှာအိတ်ချာမဟုတ်ဘူးလားငါတို့နေတော့ဘယ်လိုခန့်တာလဲပြောအိတ်ချာခံတာအေးလေအဲ့သူလုပ်ပေးရမှာပေါ့သူကအတမင်သွားပြောတဲ့ဟာဘာလို့အဲ့ဒါမျိုး तू အကုန်ဖြည့်ဆည်းပေးရမှာလေငါတို့လိုအပ်တာမှန်တယ်မြတ် तू အကုန်ဖြည့်ဆည်းပေးရမှာပဲလေသွားအိတ်ချာသွားပြောလိုက်တော့လုံးကရှုပ်နေရကြတယ်ကော်ဖီလေးတစ်ခွက်တောက်ရဖို့အိတ်ချာအတမင်ပြောအတမင်ကအိတ်ချာကိုစီရဟမ်အတမင်ကပြောတယ်ဝန်ထမ်းတွေလိုအပ်ချက်ကိုဖြည့်ပေးရမှာအိတ်ချာတဲ့ကတော့ခက်လေဝန်ထမ်းတွေကိုလိုအပ်ချက်ကဖြစ်ပေးရမှာကိုတို့အိတ်ရှာမှန်တယ်ဒါပေမဲ့ညီမလေးတို့ခန့်ထားတော့ကကိုတို့က GDGS စီချပေးပြီးသားအဲ့တော့နင်ပြောဒီစက်ပစ္စည်းပြတ်တာတွေဘာတွေကဘယ်သူပြင်ရမှာဘယ်သူရဲ့ GD လဲကိစ္စအိတ်ချာနဲ့ဆိုင်တာလားအတမင်နဲ့ဆိုင်တာလားငါရောကော်ဖီတောက်အောင်မလား